ဒီနေ့တော့ iPhone 17 Pro Max ရောက်ပါပြီဆိုတော့ဖွင့်လည်းမဖွင့်သေးဘူးဆိုတော့ဖွင့်ကြည့်မယ်ကြည့်ကြမယ်နော်အထဲမှာဘယ်လိုရှိတာလဲဆိုတော့ကျွန်တော်လည်းမမြင်ဖူးသေးဘူးဆိုတော့ကြည့်ကြရအောင်နော်ဝါလာလိုက်တာအိုးကျိုးနဲ့ Papa po. We need Papa po. တမဝါတမမဖွင့်သေးဘူးကဲနောက်ဖက်မှာတလို့ရှိတယ်မိုက်ပြီးတော့ကျိုးပါတယ်ကျိုးပါတယ်ကျိုးကgood ဘက်ထရီတွင်းတဲ့ဟာမပါတော့ကျိုးပဲပါတော့တယ်ဝါကဲ set up တခါလေးလုပ်ချင်တယ်တခါလေးပြလိုက်အောင်ဖုန်းရဖုန်းဒီတော့ဖုန်းရဖုန်းလဲ original ဆိုတော့အရင်စိတ်ကြည့်Okay. Wow. Oh, dema. Phone ya phone. Phone le dema တခါတည်း battery တွန်းလို့ရပြီဆိုတော့အပြင်မှာမပေါ်တော့ဘူးအထဲမှာပဲပေါ်တော့တာညမှာ Apple Mama. တကယ်တက်ရအောင်နော်အဖုံးမှာဝါယော No. No. Big. ဖုံးမှာထည့်တဲ့ချင်တဲ့အလုပ်ဖြစ်တယ် Mama. Big. ဒီဖုန်းတော့ဒီမှာဘေးနားမှာပဲဒီမှာကင်မရာယူတဲ့ဟာမသိဘူးဘေးနားမှာမရှိဘူးမ set up လုပ်လိုက်ပြီဒီမှာ Baby. set up လုပ်လိုက်ပြီဝါကြည့်လိုက်အောင်ဒီမှာကောလုံး set up လုပ်လိုက်ပြီပြီးတော့ He? Mama. Not you. Papa, not you. ကင်မရာဒီမှာဘေးရဟာဒီဟာကင်မရာပြီးတော့ဒါပဲဒီနေ့တော့ဒီဟာပဲပြီးတော့အဖုံးလဲအဖုံးထားတော့မယ်နော်ဖုံးတစ်ခါတည်းထားတော့မယ်ကဲဖုံးလဲတစ်ခါတည်းဝေပြီးဆိုတော့โอเค ရှင်းပြ ကဲလာ ပြီးတော့ဒီဘက်ပြန်ပြအောင်နောက်တစ်ဖက် ဒီမှာ နောက်တစ်ဖက်အရင် so okay ဒါပဲ thank you နော် thank you for watching